Okay viewer တို့ဒီနေ့တော့ကျွန်တော်တို့ရဲ့တငယ်ချင်းနဲ့ micro ထဲမှာ hide and seek လေးပဲဆော့ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်သိချပြောပြပါမယ် Okay video တွေဝင်ပါမယ်ဗျာOkay viewer တို့ဒီနေ့တော့ကျွန်တော်တို့က micro series ထဲမှာ hide and seek လေးပဲဆော့ပေးမှာပဲဖြစ်ပါတယ် hide and seek ကလေရိုး hide and seek မဟုတ်ပါဘူးကျွန်တော်တို့အခန်းလေးကိုတီထွင်ပြီးတော့အဲ့ထဲမှာပုံမှန်ပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းကတဆောက်မှာပဲဖြစ်ပါတယ်ဒီကတော့ကျွန်တော်ရဲ့တငယ်ချင်းမှာသူ့ရဲ့နာမည်ကအောင်ချမ်းမြင့်မြင့်ပဲဖြစ်ပါတယ်အေးဟုတ်တယ်တော့ဘူးတော့မင်းဘယ်နားမှာဆောက်မှာလဲဒီမှာဆောက်မှာလားဒီမှာဆောက်မှာလားအဲ့ဒါငါဟိုးဘောက်သွားကြောင်ညာတွေလုံနေတယ်လို့အဲ့ဒီပေါ်လာငါတော်မုန်းတယ်လက်မင်းမမြင်ရတော့ခနိုင်ကနည်းနည်းထပ်သွားလိုက်ဟုတ်တယ် viewer တို့ကျွန်တော်တို့ကထပ်ပြီးတော့သွားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့မြင်နေရင်သူဘယ်နားမှာပုံလေးဆိုမြင်တော့မလဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကကြည်တင်လုပ်တယ်ဆိုတော့သူကပြောမှာပေါ့pro player you know ခဏလေးဆောက်ချင်လို့တော့ဆောက်အဲ့တော့မဆောက်ရတော့မှကြာပြီpro ငါ့ရဲ့ quad floor တွေရှာလို့မရတော့ငါ concrete နဲ့ပဲရှောက်တော့ဆောက်တော့မယ်ပြောငါဆောက်ဖို့စမ်းโอเคရဆောက်ပြီးတော့ရင်ငါတို့2အောင်လောက်ဆောက်ပြီးတော့မှစမှာနော်ဟဲ့ဟိုဘက်ကနေပြီးတော့ဆောက်ပြီးတော့ငါးဘက်ကိုတော့မကလာနဲ့နော်ငါတို့ဆောက်ပါပြီမင်းငါ့ကိုရှာနိုင်မလားမင်းငါ့ကိုတွေ့ရလားအော်မတိပါဘူးကွာငါ့ကိုတွေ့ရတယ်ဆိုမင်းနဲ့ငါနဲ့နီးနေရလားလို့ငါကြည့်နေဘာတမ်းမှာတော့2ယောက်လုံးတွေ့ရတယ်လေမင်းငါ့ကိုရှာနိုင်မလားတော့မသိဘူးဘာဖြစ်လို့ဆိုတော့ငါ my sen video တွေ TGM Mikey video တွေကြည့်ပြီးတော့သူတို့လုပ်တဲ့ security hack တွေ hide and seek တွေငါအကုန်လုံးရသွားပြီငါသူတို့ရဲ့ channel ထဲမှာမကြည့်ရတဲ့ video ဆိုတာမရှိတော့ခဏလေးOkay viewer တို့ကျွန်တော်စိတ်မဆိုးပါနဲ့နော် video မတင်တာကိုတို့ကြားပြီကျောင်းဖွင့်နေရနေပြီးတော့စပြီးတော့တင်မယ်ဆိုပြီးတော့လုပ်ပြီးတော့ရပောင်းနည်းနည်းတော့မဟုတ်မတင်မဲနဲ့ထားပြီးတော့အခုမှပြန်ပြီးတော့တင်တာတင်တာကိုလည်းဒီရက်တွေထဲမှာလည်းတေချာလည်းမတင်ဟဲ့ငါ့ဘလော့တကူကခွဲလို့မရတော့ဘာဖြစ်သွားလဲမသိဟောရတော့ပေါ်တော် craft man နဲ့မှာဆိုရင်တခြားတောက်လိုက်တာနဲ့ဘလော့လေးတွေကတကယ်ကွဲထွက်တော့အဲ့ဒီပေါ်လာပါပြီဗျာအဲ့လေးပေါ်လာပါပြီဗျာ sorry နော် viewer တို့ဒီအဲ့လေးကလည်းတို့ဟိုဖြစ်တယ်လားကျွန်တော်လည်းစိတ်ညစ်ပါတယ် Okay viewer တို့ခုန add လာတာတော့ကျွန်တော် cut လုပ်လိုက်တယ်ပေါ့နော်အဲ့ scene ကိုအဲ့တို့များလာခုန Minecraft ရံပြေးရင်းငါ hide and seek war တို့ love ဒီရှင်တော့တော်ပြီနဲ့ထင်အဲ့ comment တွေရှိရလေရမင်းသိရမလား comment ဘလို့ယူတဲ့ comment မင်းသိလားဟဲ့မင်း comment တွေရောသိလားရအဲ့လိုနဲ့ဟိုအခန်းကြီးလုပ်ဖို့တို့အဲ့လိုကြောက်ကြီးတူးတို့ဖို့ငါ mob တခုတော့ကူးထားတယ်လားအကောင့်တွေကိုပြောင်းတဲ့ mob
ဘာဘလို့ဟဲ့အောင်တေးချနေနော်ဆောက်ယူပုံမှန်တော့လုံးမနေနဲ့ဟဲ့မင်းအိမ်ပုံစံကြီးဆောက်ရမှာနော်မင်းဘလို့ဆောက်နေရလဲဟေးအောင်တေးချဆောက်နော်ရအောင်ဆော့နေရဒီတိုင်းဆော့နေရဆိုရင်ဟိုဖြစ်တယ်ငါတို့ကဗီဒီယိုရိုက်နေရနော်ငါဘာလို့မင်းအောင်ဖိတ်ခေါ်တာလဲလားငါတယောက်တည်းဆော့ရင်လည်းပြင်းစရာကြီးကွာပြီးတော့ JGM Mikey ကိုကြည့်ပြီးတော့ငါသဘောကျတော့ရဲ့သူတို့နှစ်ယောက်ဆော့တာကိုအတူတူအားကြောင့်ငါမင်းကိုခေါ်တာပြီးတော့တယောက်တည်း Minecraft တယောက်တည်းဆော့ရတာတော်တော်ပြင်းစရာကောင်းတယ်အဲ့ JGM Mikey ဆိုရင်လေဘာလုပ်လဲလား comment တွေသုံးလိုက်မယ်ကွာ JG ပဲ comment သုံးတာပါ Mikey ကတော့အဲ့လောက်ထိတိတ်ပြီးတော့မသုံးဘူးဒါပေမဲ့ JG သုံးလိုက်လေလားသူ့ရဲ့ပစ္စည်းတွေကလေခဏလေးပဲလားဘာမှဟိုကလုံးစရာတော့မလိုတော့ခဏလေးနဲ့ပြီးတော့သူလောက်တာတွေကโอเคငါ secret room နေပါလို့မှာနော်အေးလို့ဒီနေ့ပွဲမှာဘသူကဘသူရှာနိုင်လဲဘသူကဘသူမရှာနိုင်ဘူးလေဆိုတော့ကြည်လိုက်ယူပါတို့ရေ sorry ပေါ့နော်ခုနအဲ့တခုပေါ်လာလို့ပြန်ပြီးတော့ကျွန်တော်ဖြတ်လိုက်တာပါဘာလို့ဖဲဘလို့ကြည့်လိုက်မယ်လေဘသူနိုင်လဲဆိုပြီးတော့ငါမင်းကိုပထမဆုံးလာပြီးတော့ရှာမယ်ကွာဟဲ့အောင်ပြောပြလိုက်နော်နေရာပြောင်းလို့မရဘူးနော်ကိုပုံးနေနဲ့သူများကိုဘေးနားကိုရောက်လာလို့ဆိုတော့နေရာတွေပါပြောင်းလို့မရဘူးဒီဗီဒီယိုမှာပြောရပါနောက်ဗီဒီယိုကြီးကြရင်တော့ပြောင်းလို့ရရင်ပြောင်းလို့ရတာဘာမှမနိုင်မင်းအားလားယူပါတို့ရေနောက်တစ်ဗီဒီယိုတစ်ခုတင်ဖို့ဒီဗီဒီယိုအတွက်ကျွန်တော်က like target တစ်ခုထားမှာပဲဖြစ်ပါတယ် like တွေတော်တော်နည်းတယ်ပေါ့နော် like တွေလည်းမပေးဘူးကြည့်တာတော့ကောင်းကောင်းမကြည့်သွားကြ68ယောက်တွေပါကြည့်သွားတကြောင်မ like လည်းမပေးဘူး subscribe လည်းမပေးဘူးကျွန်တော်ဘယ်လိုလုပ်မလဲပြော YouTube channel ကြီးထောင်တာဒီတိုင်းသူများတွေကိုလာကြည့်ခိုင်းဘူးလားကျွန်တော် subscribe တွေပါလို့ချင်တာပေါ့ဗျာအဲ့ဆိုဒီနောက်တစ်ဗီဒီယိုနောက်တစ် Minecraft ဗီဒီယိုတော့မဟုတ်ဘယ် game ပဲဖြစ်ဗီဒီယိုတစ်ခုတက်ဖို့ဒီဗီဒီယိုမှာ like target 50ပြည့်မှာကျွန်တော်ကနောက်တစ်ဗီဒီယိုတစ်ခုတင်မှာပဲဖြစ်ပါတယ်ဟဲ့မင်းလည်းတက်တည်ရှိရနော်ငါပြောလိုက်တာအောင်စရပိုင်လေးငါ့ကိုပြောရလားနောက်နေ့ကျရင်တဲ့ငါနဲ့အတူတူကျောင်းလာတက်မယ်တဲ့ကျွန်တော်ကနောက်တစ်တငယ်ချင်းတယောက်လေးရှိသေးတယ်ပေါ့နော်သူ့ရဲ့နာမည်ကတော့အောင်စရပိုင်ပေါ့ဒါပေမဲ့သူ့ဖုန်းခေါ်တာသူကမကန်ဘူးဟိုတခါကွာဗါလေဒီတိုင်းပဲချိတ်ဆော့ဖို့ခေါ်တော့လေရွာရောက်နေတယ်တဲ့ကျွန်တော်ပြောတယ်နောက်တစ်တငယ်ချင်းတယောက်ဒီကျွန်တော်အခုအသက်သက်တဲ့ကျောင်းကနေလေးရှိဒီအခုတငယ်ချင်းကတော့ကျွန်တော်အရင်ကျောင်းတော့ပေါ့နော်အဲ့ဒါအဲ့တငယ်ချင်းကကြာအဲ့အသက်ကျောင်းကတငယ်ချင်းကကြာဇင်မင်းသူ့ကျွန်တော်ဖုန်းခေါ်ကြည့်ရသူလည်းဖုန်းမကင်
သူဖုန်းကင်နေသူ့ကိုကျွန်တော်ဖုန်းခေါ်ပြီးတော့သူကဖုန်းကင်နေဒါပေမဲ့သူ့မိုက်ခရိုချိတ်ဆော့မယ်လို့ပြောသူကမ join တော့ဘူးတဲ့သူကမိုက်ခရိုလည်းမဆော့တော့ဘူးလို့ကျွန်တော်ကိုပြောတယ်အဲ့ဒါကျွန်တော်လည်းမခေါ်တော့ဒီလားငါပထမဦးဆုံးကလေအောင်စရပိုင်ရောအဲ့ဒီကောင်ကိုခေါ်ပြီးတော့ငါတို့၄ယောက်လုံးဆော့ဖို့ဒီလားသူတို့ကမင်းမဲအားတယ်ဘူးမှလည်းမအားကြဟဲ့ငါဒီမှာကွာတေချာစောင့်နေတဲ့ဥစ္စာဒီနားမှာဝတ်တကောင်လာပြီးတော့ငါ့ကိုဒုက္ခပေးနေငါစိတ်မရှိတော့ဘူးရငါမေ့စီနဲ့ထုချတော့မယ်ဒီဝက်ကိုအိုင်ယာတစ်ချက်ပဲထုချလိုက်တခါတည်းသိကွာဟဲ့အဲ့ viewer တို့ပဲဟဲ့မင်းရောပဲဒီလားအဲ့ဟိုဘာလဲ craft man နဲ့မှာလေဒီ maze မပါဘူးဒီလားဒီ crafting and building နဲ့မှာじゃ maze ပါတယ် Minecraft မှာတော့ပါတာဟုတ်တယ်ပြီးတော့လေ Minecraft မှာဟိုပါတယ်ဘာလဲအဲ့တော်များတယ်ဒီလား viewer တို့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအဲ့လောက်ဒီအဲ့များနေကျွန်တော်လဲစိတ်ဟမ်ဟေ့ YouTube တင်ရမယ်လေကွာမစောဘဲနဲ့ငါဘယ်လိုလုပ်လို့ရမလဲအဲ့ဒါငါဘယ်လို subscriber ဖြစ်မလဲ Mr. Beast give me some money နေငါရင်တန်းတယ်လို့ကိုဆောင်နေလို့တဝင်းချင်းတခုရဲ့ဝင်းထွက်တခုလို့ဟိုရှိရှိကကွယ်ညောလာလေပမ်ဆိုင်ညမ်ဆိုင်ဖွင့်ကြည့်တဲ့ကမောင်ချတဲ့တူတရားမှာချေဟမ်ငါ YouTube အကောင့်တော့မင်းငါတော့မမေ့တော့မြန်မာဂိမ်းမှာအေးပြမယ်ပြကျွန်တော်တို့ပေါ့နော် viewer တွေဒီလိုနဲ့ Minecraft video တွေလည်းတင်နေဟိုဘာလဲပြီးတော့ Minecraft video ပြီးတော့အေးဘော်ဒူရဲ့ gangster video တွေလည်းတင်နေအဲ့လိုနဲ့ video တွေအများကြီးတင်နေတယ်မှာလေဘယ် video မှကို like မပေးဘူး viewer တို့ကဘယ် video တစ်ခုပဲ73ခုပဲပေးထားလဲဆိုတော့ Spider Fighter video တစ်ခုပဲပေးထားတယ်အဲ့ဟိုအကြီးအတန်မပါတဲ့ဥစ္စာအဲ့ဆိုအဲ့လိုနဲ့ Spider Fighter video တွေလိုချင်လေကျွန်တော်တို့နောက်တဲ့ video မှာ Minecraft အတွက်ပြောရအောင် like target တော့50ပေါ့အဲ့နောက်ပိုင်းကျရင်ကျွန်တော်အဲ့ Spider Fighter တင်ဖို့အတွက် like target တခုပြောမယ် Spider Fighter တင်ဖို့အတွက် like target ကကြတော့ like ပေါင်း80ပါအဲ့တော့ပြည့်အောင်လုပ်နိုင်ရင်ကျွန်တော် Spider Fighter video လေးတွေတင်ပေးပါမယ် Spider Fighter အဲ့တော့ကျွန်တော်ဆော့တော့အစအနေပြီးတော့ဆော့မဟုတ်ပေါ့နော်ခဏဆော့ပြီးတော့ pro ကြီးဖြစ်သွားတော့ကျွန်တော်ဆော့တာနဲ့နေအဲ့အစအဆုံးကိုရောက်သွားရောက်သွားတော့ viewer တို့အဆုံးကနေပဲပြလိုက်ရတာပေါ့နော်အခုတော့အစကနေပြီးတော့ပြမှာပေါ့နော်အဲ့တော့ like target ကတော့80ပါပဲဖြစ်ပါတယ်ဟေ့အောင်ချမ်းအေးလေအေးလိုက်တော့ရညဘက်ရောက်သွားတစ်ချက်အိပ်ပြီးတော့ပြတော့မှပဲလုတ်ပြန်လို့တော့ငါတော့အိပ်လိုက်ပြီနော်နင်းလည်းအေးရဟေ့အိပ်နော်မင်းမနမလေးနွားလားမစကယ်တန်နေအများကြီးပဲကွာအားကြောင့်ငါပြောတာဟုတ်ရင်ဒီ soft skeleton တွေကငြိမ်နေတာမဟုတ်လိုက်ပြီးဒုက္ခပြီးတယ်အလုပ်ပေးမလို့ Minecraft နောက် video က viewer တို့ဘယ် video လိုချင်လဲဆိုတာတော့ comment ထဲမှာရေးပေးပါပေါ့နော်ဟုတ်တယ် like ပြောအဲ့ like ကတော့ထားလိုက်ပါတော့ subscribe တွေ comment တွေပြောမယ်တယောက်မှတခုမှမပေးကြ comment လည်းတခုမှရေးမတင်ကြဘူးဒါပေမဲ့ကျွန်တော်တို့အန်အော်ရိုးရလားအဲ့ဒုတိယ video လေးတစ်ပုတ်လဲ Spider Fighter လေး
အဲ့ဒါလေးကဘာမှဟိုဖြစ်တာလည်းမဟုတ်ကျွန်တော်အဲ့ဒါလေးတစ်ခုလေးတင်လိုက်တာ view ကလေ1900တော့မှကြော်တော့ရဲ့ဗျာ 1.6k ကျွန်တော်ဘလို့မလဲ sorry ပေါ့နော် viewer တို့က ad လေးပြန်ပေါ်လာလို့ပါviewer တို့ရေလောက်ပါဗျာကျွန်တော်လေ subscribe လေးကိုလေ 100k လေးပြည့်အောင်လုပ်ပေးပြီးတော့အဲ့ဒီက 1.6k ဆိုရင်ဗျာထပ်ပြီးတော့လေရှိကျင်နေရှိအောင်ပါပဲမဟုတ်လားလူတွေကကျွန်တော်ဗီဒီယိုတွေကြည့်တာအဲ့လူတွေအကုန်လုံး subscribe လုပ်ပြီးတော့လေအဲ့ထပ်ပြီးတော့ကြည့်တဲ့လူတွေပါ subscribe လေးလုပ်ပေးပြီးတော့လေကျွန်တော်လေ 100k လေးပြည့်အောင်လုပ်ပြီးတော့အဲ့ silver play button လေးကိုရအောင်တော့လုပ်ပေးပါဗျာအဲ့ဒါကျွန်တော်ရီမှန်းချက်ပဲပြီးတော့ကျွန်တော် YouTube channel တင်ထားရဲဆိုအားလုံးနဲ့ပတ်သက်ပါရအောင်တင်တာမဟုတ်ကျွန်တော်သူများတွေ YouTube ရိုက်တာကြည့်ပြီးတော့လို့ဝါနာပါတော့ငါတို့တင်ရောငါတို့ဘာဘလို့မလဲရမလဲဆိုတော့အဲ့ကြောင့် subscribe လေးလုပ်ပြီးတော့ကျွန်တော်အဲ့ play button လေးတော့ရအောင်လုပ်ပါနော်ဟဲ့အောင်ချမ်းမင်းအိမ်မမလားခုမင်းခုအိမ်မမလားလို့ဘယ်တော့ဘာမို့ရမယ်မေးကြည့်တာပါငါဒီမှာမင်းကပုံးဖို့တော့မှစီစဉ်နေပြီငါခုမှဒီမှာအပြင်ကဟိုပါလေအုတ်တိုင်းနေတော့မှမဆောက်ရသေးခုမှစောက်နေတာငါဒီမှာအိမ်ကိုဆောက်လို့မပြီးသေးတာပြီးတော့အိမ်ထဲမှာလည်းငါအများကြီးထည့်ရအောင်အေးပေါ့ဒီနေ့ဗီဒီယိုကအဲ့ငါဒီလောက်ကြာကြီးလုပ်နေရတော့မှ2မိနစ်ကျော်ပဲရှိသေးတယ်တဲ့ကွာမိုက်လိုက်တာအဲ့ဒါဒီနေ့ဗီဒီယိုကရအောင်အနည်းဆုံးနာရီခွဲပဲရဟမ်ငါ Minecraft ဗီဒီယိုတွေတင်ရင်တော့နာရီခွဲကြာတယ်ဟမ်ငါအခုအရာငါအကောင့်ဟိုင်းဘသူကလဲအေးလေကြောင်ညမလာရင်တော့မဟုတ်မယ်နော်ဖြူဖြူဟဲ့ဘသူကြီးနေရလဲဘာတိုင်ကြီးလဲချွချွကြီးနေဟုတ်တယ်အင်းကြီးသားကြီးလာတယ် Okay bro တို့ရေ viewer တို့ရေကျွန်တော်တို့ဒီနေ့တော့ wall လေးတွေကိုတော့ပြီးတော့မှာဖြစ်ပါတယ်မကြည့်ပါဦးဒီနေရာမှာဆလိုင်းတကောင်ကျွန်တော်အိမ်ထဲဝင်လာပြီကျွန်တော်ခွင့်မလုပ်ဘူးတပ်ပြမယ် miss နဲ့တေးသွားကျွန်တော်တို့ကနော်ဒီဟိုဗလဲအခန်းကြီးကိုနော် roof မထည့်တော့ဘူးဗျာဒီတိုင်းပဲ wall ပဲအပေါ်မှာကြတဘာဝနေအောင်ကြည်လင်းနဲ့ကြော်ပြီးသားခန္ဓာကိုယ်ကြော်ပြီးသားဖြစ်သွားအောင်လုပ်တာဟမ်ဟဲ့စောက်ဖို့မလုံးနဲ့ငါလည်းလုပ်တတ်တယ်စက်တင်နေပါတော့အလုပ်လေးရတယ်ဟဲ့အောင်တားကြီးကမင်းပုံစံမဟုတ်ရ Minecraft ဆော့လာပဲနဲ့ချီနေပြီဟမ်လာမရှင်ကြီးနဲ့
Okay viewer တို့ရေကျွန်တော်တို့ကတော့အခုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီမှာပုံဖို့အတွက်ကျွန်တော်တို့ဝင်းကပါတစ်ခုတော့စောင့်နေပြီပေါ့နော် Okay viewer တို့ရေဒီမှာဗီဒီယိုတစ်ခုတင်ရရဆိုတာလည်းမလွယ်တဲ့လို့အားကြောင့်မလို့ like လေးလုပ်ပေးပါ subscribe လေးလုပ်ပါဗျာတောင်းပန်ပါဗျာ like လေးနဲ့ subscribe လေးနဲ့ကျေးဇူးပြု၍လုပ်ပေးပါဗျာမြန်မာဂိမ်းမှာလို့ကျွန်တော်နောက်ပိုင်းကျရင်ဒီလိုမျိုးရိုး micro series လေးနဲ့မဟုတ်ဘဲနဲ့ Ender Dragon တက်တာလေးပါလေအဲ့လိုမျိုးလွယ်လေးနဲ့မဟုတ်ဘဲနဲ့ဘာတွေလဲလုပ်အောင်မလဲဆိုတော့ Sky Block တို့ပြီးတော့ရင် PV မြန်မာဂိမ်းမှာပြီးတော့ PVP match တို့ပါလို့ survival ထဲမှာအဲ့လိုမျိုးလောက်တာတွေကျွန်တော်တို့တင်ဦးမှာပဲဖြစ်ပါတယ်ဘာကြီးလဲဆွဲစီတူ ZWE ZIDHU ဟဲ့ပြီးတော့မှပြောမယ်အခုလောဆယ်မင်းလုံးဆရာရှိတာတွေကိုလို့တူတော်မြင်နေလားပြပါဟုတ်တယ်အမှငါ Microsoft တာရှိဟဲ့မင်းအငိမ့်လေးဒီ server ထဲမှာပဲနေလိုက်နော်ပြီးတော့မှမင်းကြည့်ချင်ကြည့်အခုငါတို့ဗီဒီယိုရိုက်နေရအောင်ပျော်စော့နေရမဟုတ်ဟဲ့မင်းတဲမှာလေဝင်းကဘာထဲမှာလေနော်ရ blog တွေပါတွေကိုဖြတ်စီးပြီးတော့ရှာလို့မရဘူးနော်ပြောပြီးတော့ဒီအောင်မဒီထက်တာလေးတစ်ခုလောက်ထားမယ်ဟိုင်ဟန်မှာ trap တွေပါလုံးနေလေကွာ
မင်း redstone နဲ့လောက်ရတဲ့ဥစ္စာကြီးတက်လား helicopter ငါတော့မှ helicopter မလုပ်တော့ငါဆိုရင်တုံးပြန်နေပါပြီပဲလောက်တတ်တာငါဆိုရင်ဘာဒီလောက်တတ်လေဒီလားငါဆိုရင်ဟိုဟာတွေပါအကုန်လုံးလောက်တတ်တယ်ပါလေဟိုဟာလေကွာအိုးဟိုဘာလဲ trap တွေပါလောက်တာလေအဲ့ဒါတွေအကုန်လုံးငါလောက်တတ်တယ်ဟဲ့ဒီ wing ကပါထဲမှာတော့ဟိုဟာတွေပါရှိရနော် trap တွေပါရှိရနော်ဟဲ့မဆိုင်ဘူးရရောက်မဆိုင်ရောက်ရဟဲ့မလုံးနဲ့နော်ဟဲ့မရဘူးရမင်းလည်းထားကျင်ထားလေငါဟွာတော့ငါလုံးချင်တာကိုလုံးမှာမရဘူးရမင်းကမင်းလုံးချင်တာတော့လုံးငါလည်းငါဟွာငါလုံးချင်တာလုံးဟဲ့မလုံးနဲ့နော်ဟဲ့မရဘူးလို့ငါလုံးချင်ငါလုံးမှာပဲဟဲ့ငိမ့်နေနော်trap လောက်တာတော့မလောက်တော့ဟဲ့ပြီးတော့ရှာကန်ကြီးကြရင်နော် survival ကိုပြောင်းရမှာနော်မရဘူးရရှာကန်ကြီးကြရင် survival ကိုပြောင်းရမယ်မရဘူးရငါလည်းပြောင်းပါပဲမင်းလည်းပြောင်းရမယ်ပြောင်းရတော်လို့ရငါ trap လည်းမလုပ်တော့ဟဲ့ဘာလို့ပြောင်းလိုက်တာလဲလို့ငါ့ကိုtrap လည်းလုပ်လို့မရတော့ဘူးငါလုပ်တာလည်းမရဘူး viewer တို့ရေတောင်းမှန်ပါရေပေါ့နော်ဒီဆောက်ယူကကျွန်တော်တို့ဒီမှာလာပြီးတော့ survival တွေရောဟိုဟာတွေရောအကုန်လုံးလာပြီးတော့ပြောင်းပြီးကျွန်တော်မုန်းသွားပြီဗျာကျွန်တော်ရင်ပတ်ထဲမှာဘလို့လေးခံစားလိုက်ရဟဲ့မလုံးနဲ့လို့အောင်ချမ်းမြင်ငိမ့်နေတော့ဟဲ့ပြီးတော့လေဟိုဘာလဲ crab man ထဲမှာလေ spear တွေမရှိဘူးတိလားဒီ crafting and building ထဲမှာကြာရှိတယ်အေးငါပထမဆုံးမင်းကိုမပြောဘဲနဲ့ trap လုပ်ဖို့ပဲဘယ်တော့မှမလုပ်တော့
ပြောပြရင်တော့ဘလို့ဘလို့ဒီပါတည်းကတော့မင်းဝေါ်ထဲမှာမင်းဟိုကဗလဲဖြုတ်ပြီးတော့ရှာမှဆိုရင်တော့ငါရှာပေးမယ်ငါ့ဝေါ်ထဲမှာဘလို့ဒီပါဖြတ်ပြီးတော့ရှာလို့မရအောင်နော်ငါပြောပြဟုတ်လေဘလို့ဒီပါဖြတ်စီးပြီးတော့ငါ့ကိုလိုက်ပြီးတော့ရှာလို့မရဘူးလို့ငါပြောပြအေးမလို့ဟဲ့မလုံးနဲ့လို့အေးပြောင်းအဲ့ဒါမင်းပါအတွက်လုံးမှာလားဟုတ်လားအေးမင်းပုံးဖို့နေရပါရှာပြီးတော့ပါလေဟဲ့မင်းပေါ်မှာလေမင်းပြောလို့မရအောင်ငါစောက်တာလားကြည့်နေလေကြည့်နေဦးငါဘာမှမကြံစီဘူးရငါမှငါပုံးဖို့တို့ဘာလို့မင်းဟိုကဗလဲ full လုပ်ဖို့တို့ဘာလို့ငါမှနေရာလေးစောင့်နေviewer တို့ရေကျွန်တော်တို့ဒီအားလေးပြီးသွားရင်ထပ်ပြီးတော့တွေးပါမယ် Okay viewer တို့ရေကျွန်တော်တို့ခုနဗီဒီယိုလေးဖြတ်လိုက်တဲ့အတွက်တော့တောင်းပန်ပါတယ်နော်ဘာဖြစ်လို့ဆိုအကြာကြီးဖြစ်နေမှာမို့လို့ကျွန်တော်ဖြတ်လိုက်တာပဲဖြစ်ပါတယ်နော် Okay bro yo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  bro bro yo bro yo yo bro bro yo ငါပုံးမနေရတော့ special မိုက်သွား yo bro မင်းငါ့ကိုရှာနိုင်ပါမလားတော့မှငါမသိဘူး yo bro ဘာကြီး
ဘာလို့လို့လောက်တာလဲလို့တော်တော့ကွာဒီဟာဒီဘာမှငါမလုပ်နေတော့ခုန trap ထဲမှာငါထည့်ရမယ့်ဆောင်ငါပြောင်းထည့်လိုက်ဖြူပါတော့ရေတောင်းပန်ပါရဲ့နော်ကျွန်တော်ဒီလောက်ကြာကြီးချိန်ကုန်အောင်လုပ်လိုက်လို့ကျွန်တော်ကလေအဲ့မဲ့ secret room တွေပါလုံးဝမလုပ်တတ်တာဗျအဲ့တော့ကျွန်တော်ဘယ်လိုလုပ်အောင်ဖြူပါတော့လေစဉ်းစားကြည့်ဖြူပါတော့ရေတောင်းပန်ပါလေတောင်းပန်ပါလေတောင်းပန်ပါလေအောင်ကျန်ရှိသေးလားဟမ်ဘာကြီးမင်းဘာမင်းနေရလဲမသိဘူးရပြတော့မဝင်မေးတော့ gray ဆိုရင်ငါဘာမှမရေးတော့
Okay viewer တို့ရေကျွန်တော်တို့ကဒီလိုလေးထားလိုက်မယ် Okay ဒီဘက်ကိုပဲထားလို့မရတော့ ဟဲ့ငါကတော့ပြီးသွားပြီနော်လိုင်းကလာနေပြီမင်းဘယ်နာမှလည်းမတည်မင်းအိမ်ကဘယ်နာမှလည်းမတည်ငါလာနေယူဝါတို့ရေတောင်းမှန်နေပေါ့နော်အဲ့လောက်နေရာကြီးစောက်ပြီးတော့အဲ့လောက်လေးပဲစောက်ထားတဲ့ဟဲ့မင်းကဘယ်နာမှလဲဟာမင်းအိမ်ကိုလည်းငါလုံးဝလည်းမတွေ့တော့အိုးဟိုဘက်မှာငါဒီဘက်ကိုတွားနေတယ်ကံကောင်းလို့ပေါ့ငါအိမ်နေပါပဲပျောက်သွားပြီလားမသိဘူးရောယူဝါတို့ရေယူဝါတို့ရေဟဲ့ငါအိမ်ကိုတော့မတွေ့တော့ဘူးခဏလေးရောငါတေးလိုက်မယ်ကွာငါတေးလိုက်မယ်အဲ့ဆိုရင်ငါဓာတ်တွေပါတွေက enchantment ပြန်လုပ်ရမယ်မလုံးနေတော့ငါနည်းနည်းလေးအဝေးကြီးတွားပြီးတော့တေးလိုက်မယ်အဲ့ဆိုရင်ငါတို့စပွန်ဖြစ်တဲ့နားမှာပဲငါပြန်ပြီးတော့ဖြစ်လိမ့်မှာပေါ့ဟဲ့အေးအောင် game mode survival ကိုပြောင်းပေးပါလားငါ့ကိုအေးငါတေးသွားကောင်းတယ်ငါမင်းဘေးနားမှာနေကွာစပွန်ဖြစ်သွားတယ်โอเคငါ enchantment မရှိတဲ့ဓာတ်နဲ့ပဲလာတော့ survival ကိုငါ့ကိုပြန်ပြောင်းပေးဦးအေးကျေးဇူးမင်းကတကားကဘယ်နာမှာဟောဒီမှာဒီလိုတွားရတာလားမသိပါဘူးအဲ့တွားနေပိတ်မိတော့
မည်ကြီးပေါ်နေတာကိုစောက်ယူရဲ့ပြီးတော့ငါတစ်ချက်ခုံကြည့်လိုက်တာမင်းရဲ့နာမည်ကြီးကပေါ်နေရတယ်ငါလာလိုက်တာပေါ့ငါ game mode creative ကိုပြန်ပေါင်းမင်းပေါ်နေမင်းရဲ့ name tag ကြီးပေါ်နေငါ creative ကိုပြန်ပြောင်းမင်းပေါ်နေလာရငါတော့ပုံးလိုက်မယ်နော်ပြီးတော့မှမင်းလာခဲ့မင်းပစ္စည်းအကုန်လုံးငါးစီမှာဟဲ့ဝါးတယ်နေပါလောက်တာလေရောရောမင်းရဲ့တော့ငါအပေါက်ဝနာမှာချခဲ့လားခဏလေးအပေါက်ဝတော့မဘယ်နာမှာလဲဆိုတော့ငါတော့မမေ့ဘူးဟောဒီမှာအပေါက်ဝမလာနဲ့အောင်နော်ယူပါတော့ရေကျွန်တော်တို့ဒီနေ့တော့ဒီလိုလေးတွားပြီးတော့ပြီးတော့ဟဲ့မင်း survival ကိုပြောင်းတော့chest တွေ့လားအေးလေကြိုက်သွားငါလည်းသိသွားဟဲ့လာပြီးမချတော့ဘူးငါတို့ဗီဒီယိုကပြီးသွားviewer တို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမနက်ဖြန်အတွဲဗီဒီယိုတင်ဖို့လိုက်တာခဲ့ရတော့90ပါပဲအဲ့လိုက်တာခဲ့လေးကိုပြည့်အောင်လုပ်ပြီးကျွန်တော်နဲ့ကျွန်တော်ရဲ့တငယ်ချင်းနဲ့မနက်ဖြန်ညရင်မှာဗီဒီယိုတင်ပေးမှာပဲထူပါတယ်တတာ